Active recall method. active recall method ဆိုတာတင်ယူထားတဲ့အကြောင်းအရာကိုမကြည့်ဘဲကိုယ်အုံနောက်ထဲကနေတက်တက်ကြွကြွပြန်လည်မှတ်မိဖို့လေ့ကျင့်တဲ့နည်းလမ်းဖြစ်ပါတယ်ဒီနည်းလမ်းမှာစာကိုထပ်ခါဖတ်တာထက်မေးခွန်းထုတ်ပြီးပြန်ဖြေခြင်းတွေကိုအဓိကထားပါတယ်ဥပမာအားဖြင့်စာအုပ်ကိုပိတ်ပြီးဒီအကြောင်းအရာကဘာလဲအဓိကအချက်တွေကဘာတွေလဲဆိုပြီးကိုမေးပြီးဖြေကြည့်ခြင်းဖြစ်ပါတယ်ဒီနည်းလမ်းကဘာကြောင့်ထိရောက်လဲဆိုရင်အုံနောက်ကိုလွယ်မေ့မသွားအောင်အားပေးလေ့ကျင့်ပေးခြင်းဖြစ်လို့ပါပြန်လည်မှတ်မိရတဲ့အခါအုံနောက်ကပုံမခိုင်မာတဲ့ memory connection တွေဖန်တီးပေးပြီးအချက်လက်တွေကိုရေရှည်မှတ်မိနိုင်စေပါတယ် passive reading ဖတ်ယုံသက်သက်ထက် active recall ကပိုခက်တယ်လို့ထင်ရပေမဲ့သင်ယူမှုအရာပိုမြန်ပြီးစာမှုပွဲအတွက်လည်းအထီးရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ် Spaced repetition method. spaced repetition method ဆိုတာသင်ယူထားတဲ့အရာတွေကိုတစ်ခါတည်းအကြာကြီးမဖတ်ဘဲအချိန်ကွာဝေးတွေခွဲပြီးပြန်လည်လေ့လာတဲ့နည်းလမ်းဖြစ်ပါတယ်အဓိကအယူအဆကတော့လူအုံနောက်ဟာမေ့ဖို့တဘာဝရှိတာကြောင့်မေ့လူနီးပါးအချိန်မှာပြန်တတိပေးခြင်းနဲ့မှတ်ဉာဏ်ကိုခိုင်မာအောင်လုပ်တာပါဥပမာဒီနေ့တင်ထားတဲ့အကြောင်းအရာကိုမနှက်ပြန်ကြည့်တယ်ပြီးရင်3ရက်နောက်9ရက်နောက်14ရက်နောက်ဆိုပြီးတဖြည်းဖြည်းအချိန်ကွာဟမှုကိုတိုးသွားပါတယ်ဒီလိုလုပ်ခြင်းကြောင့်အုံနောက်ကဒီအချက်လက်ကအရေးကြီးတယ်လို့သတ်မှတ်ပြီး long term memory ထဲကိုပိုကောင်းသိသိပေးပါတယ်ရိုးအလင်းအမြန်လို့ချက်ချင်းနဲ့မတူပဲ spaced repetition ကသင်ယူမှုကိုပိုခိုင်မာပြီးမေ့မသွားအောင်ထိန်းထားနိုင်တဲ့နည်းလမ်းဖြစ်ပါတယ် Pomodoro technique. Pomodoro technique ဆိုတာသင်ယူမှုသို့မဟုတ်အလုပ်ချိန်ကိုအချိန်တိုပိုင်းခြားများအဖြစ်ခွဲပြီးအာယုံစိုက်လှုပ်ဆောင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်ပုံမှန်အားဖြင့်25မိနစ်အလုပ်ပြီး9မိနစ်အနားယူတဲ့ cycle ကိုတစ်ကြိမ် Pomodoro လို့ခေါ်ပါတယ်ဒီနည်းလမ်းရဲ့အဓိကရည်ရွယ်ချက်ကအချိန်ကြာတစ်ခါတည်းလုပ်ရင်ဖြစ်တတ်တဲ့ပင်ပန်းမှုအာယုံလွဲမှုတွေကိုလျော့နည်းစေပြီး short burst of focus နဲ့ပိုမိုထိရောက်အောင်လုပ်ဖို့ပါဥပမာစာသင်နေတဲ့အခါ25မိနစ်အတွင်းဖုန်းမကြည့်ပဲစာကိုပဲအပြည့်အဝအာယုံစိုက်တယ်ပြီးရင်9မိနစ်အနားယူပြီးပြန်လဲစိတ်လန်းဆန်းစေပါတယ်ဒီလို cycle လေးချိန်ပြီးရင်တော့ပိုကြတဲ့အနားယူချိန်15-30မိနစ်ခန့်ကိုယူနိုင်ပါတယ်ဒီနည်းလမ်းက procrastination အလုပ်ရွှေ့ထားခြင်းကိုလည်းလျော့နည်းစေပြီးအလုပ်ကိုစတင်ဖို့ခက်တာကိုလွယ်ကူအောင်လုပ်ပေးပါတယ်အချိန်တိုနဲ့စတင်လုပ်ရတာကြောင့်စိတ်ဖိစီးမှုလည်းနည်းသွားပါတယ်ရိုးပြောရရင် Pomodoro technique ကိုဆိုတာအလုပ်ကိုအချိန်တိုနဲ့အာယုံစိုက်လုပ်ပြီးခဏအနားယူတဲ့ထိရောက်သောလေ့လာနည်းဖြစ်ပါတယ် SQ3R method. စာဖတ်ခြင်းနဲ့သင်ယူမှုကိုစနစ်တကျလှုပ်ဆောင်နိုင်အောင်အဆင့်5ဆင့်နဲ့ဖွဲ့စည်းထားတဲ့လေ့လာနည်းတစ်ခုဖြစ်ပါတယ်အထူးသဖြင့် textbook တွေအကြောင်းအရာများတဲ့စာတွေကိုနားလည်လွယ်အောင်ဒီနည်းလမ်းကိုအသုံးများပါတယ်ပထမအဆင့် survey ကြိုတင်ကြည့်ရှုခြင်းမှာစာအုပ်တစ်အုပ်ဒါမှမဟုတ်အခန်းတစ်ခန်းကိုအလျင်အမြန်ကြည့်ပြီးခေါင်းစဉ်တွေပုံတွေအဓိကအချက်တွေကိုသိအောင်လုပ်ပါတယ်ဒုတိယအဆင့် question မေးခွန်းထုတ်ခြင်းမှာအဲ့ဒီခေါင်းစဉ်တွေကိုအခြေခံပြီးဒီအပိုင်းကဘာအကြောင်းလဲဆိုပြီးမေးခွန်းတွေထုတ်ပါတယ်တတိယအဆင့်ဖတ်ရှုခြင်းမှာထုတ်ထားတဲ့မေးခွန်းတွေကိုဖြေဆိုနိုင်အောင်တေချာဖတ်ရှုပါတယ်စတုတ္ထအဆင့် recite ပြန်လည်ပြောဆိုခြင်းမှာဖတ်ပြီးသားအကြောင်းအရာကိုစာအုပ်မကြည့်ပဲကိုယ်စကားနဲ့ပြန်ပြောခြင်းသို့မဟုတ်ရေးချခြင်းလုပ်ပါတယ်နောက်ဆုံးအဆင့် review ပြန်လည်သုံးသပ်ခြင်းမှာအကြောင်းအရာအလုံးကိုပြန်ကြည့်ပြီးမှတ်ဉာဏ်ကိုခိုင်မာအောင်ပြန်လည်သုံးသပ်ပါတယ်ဒီနည်းလမ်းက passive reading မဟုတ်ပဲတက်ကြွစွာလေ့လာစေတဲ့နည်းလမ်းဖြစ်ပြီးစာကိုနားလည်မှုနဲ့မှတ်ဉာဏ်တစ်ခုလုံးတိုးတက်စေပါတယ် Feynman technique. Feynman technique ကိုဆိုတာသင်ယူထားတဲ့အကြောင်းအရာကိုတကယ်နားလည်ထားရဲ့လားဆိုတာစမ်းသပ်ပြီးပိုမိုနှက်ဆိုင်အောင်နားလည်စေတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်ဒီနည်းလမ်းကိုနာမည်ကျော်ယူပဗေဒပညာရှင် Richard Feynman ရဲ့သင်ကြားပုံမှာလာပါတယ်ဒီနည်းလမ်းမှာအဓိကအဆင့်၄ဆင့်ရှိပါတယ်ပထမဆုံးသင်ယူထားတဲ့အကြောင်းအရာကိုရွေးပါဒုတိယအဆင့်မှာအဲ့ဒီအကြောင်းအရာကိုစာမွေးပွဲဖြစ်တယ်လို့မဟုတ်ပဲအခြားလူတစ်ယောက်ကိုရိုးရှင်းတဲ့စကားလုံးနဲ့သင်ပေးတယ်လို့ရှင်းပြပါတတိယအဆင့်မှာရှင်းမပြနိုင်တဲ့နေရာတွေကိုပြန်သင်ယူပြီးအားနည်းချက်တွေကိုဖြည့်ဆည်းပါနောက်ဆုံးအဆင့်မှာရှင်းပြချက်ကိုပိုရိုးရှင်းပြီးရှင်းလင်းအောင်ပြန်ပြင်ရေးပါဒီနည်းလမ်းရဲ့အဓိကအကျိုးကျေးဇူးကသိထားတဲ့ထင်တဲ့အရာတွေတကယ်နားမလည်သေးတာကိုဖော်ထုတ်ပေးနိုင်ခြင်းဖြစ်ပါတယ်တခုခုကိုရိုးရှင်းအောင်မရှင်းပြနိုင်ရင်အဲ့ဒီအကြောင်းအရာကိုသင်မပြည့်စုံသေးဘူးဆိုတာကိုသိနိုင်ပါတယ်ရိုးပြောရရင် Feynman technique ကိုဆိုတာတခြားသူကိုသင်ပေးသလိုရိုးရှင်းအောင်ရှင်းပြပြီးကိုနားလည်မှုကိုစမ်းသပ်တဲ့နည်းလမ်းဖြစ်ပါတယ် Cornell note-taking method. Cornell note-taking method ဆိုတာစာသင်ချိန်အတွင်းနဲ့ပြန်လည်လေ့လာချိန်မှာမှတ်စုတွေကိုစနစ်တကျခွဲပြီးရေးသားအသုံးပြုတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်ဒီနည်းလမ်းကို Cornell University မှတီထွင်ထားတာကြောင့်အမည်လဲ Cornell လို့ခေါ်ပါတယ်
ဒီနီလန်းမှာစာမျက်နှာကိုအဓိကအဖြစ်အပိုင်း၃ပိုင်းခွဲထားပါတယ်။ဘယ်ဘက်အပိုင်းမှာခုခုံးလုံးလို့ခေါ်တဲ့မေးခွန်းတွေသို့မဟုတ် keyword တွေကိုရေးပါတယ်။ညာဘက်အကြီးဆုံးပိုင်းမှာတော့သင်ခန်းစာအတွင်းကအဓိကမှတ်စုတွေကိုအသေးစိတ်ရေးသားပါတယ်။အောက်ခြေပိုင်းမှာတော့ summary ဆိုပြီးအကြောင်းအရာတစ်ခုလုံးကိုအကျဉ်းချုပ်ရေးပါတယ်။စာသင်နေချိန်မှာအဓိကချက်တွေကိုညာဘက်မှာရေးပြီးနောက်ပိုင်းမှာဘယ်ဘက်မှာမေးခွန်းတွေပြန်ထုတ်ပါတယ်။ဒီလိုလုပ်ချင်းကြောင့်ပြန်လည်လေ့လာတဲ့အခါမေးခွန်းနဲ့ဖြေဆိုခြင်းပုံစံဖြစ်သွားပြီးမှတ်ဉာဏ်ပိုခိုင်မာလာပါတယ်။အောက်ခြေ summary ကတော့အကြောင်းအရာတစ်ခုလုံးကိုတစ်ကြောင်းနှစ်ကြောင်းနဲ့ပြန်ချုပ်ထားတာဖြစ်လို့အမြန်ပြန်လည်သုံးသပ်ဖို့အရန်အသုံးဝင်ပါတယ်။ရိုးရိုးပြောရရင် corner note taking method ဆိုတာမှတ်စုကိုမေးခွန်းအဓိကအချက်အကျဉ်းချုပ်ဆိုပြီးအပိုင်းခွဲရေးသားတဲ့ထိရောက်တဲ့သင်ယူနည်းဖြစ်ပါတယ်။ Mind mapping method. Mind mapping method ဆိုတာအကြောင်းအရာတစ်ခုကိုဗဟိုအယူအဆတစ်ခုကနေစပြီးအစိတ်ပိုင်းတွေကိုချိတ်ဆက်ပုံ branching နဲ့ရုပ်ပုံတစ်ပွဲစနစ်တကျဖော်ပြတဲ့သင်ယူနည်းတစ်ခုဖြစ်ပါတယ်။ဒီနည်းလမ်းမှာအဓိကအကြောင်းအရာကိုစာမျက်နှာအလယ်မှာရေးပြီးအဲ့ဒီကနေဆက်ဆက်တဲ့အယူအဆတွေအချက်လက်တွေကိုအကိုင်းခတ်လို့အပြင်ဘက်ကိုချဲ့ထွင်ရေးသားပါတယ်တစ်ခုချင်းစီကို keyword တို့မဟုတ်အတူချုံးစကားလုံးတွေနဲ့ရေးလို့ရှိပါတယ်။ဥပမာ science ကိုအလယ်မှာထားပြီး physics, biology, chemistry ဆိုပြီးခွဲထွက်နိုင်ပါတယ်ထိုပိုင်းတွေကနေထပ်ပြီးသိငယ်တဲ့အကြောင်းအရာတွေကိုဆက်လက်ချဲ့ထွင်နိုင်ပါတယ်ဒီနည်းလမ်းရဲ့အားသာချက်ကအကြောင်းအရာတွေကိုဆက်ဆက်ပုံနဲ့မြင်နိုင်စေပြီးစာအုပ်လိုစာသားကြီးတွေထက်ပိုလွယ်ကူစွာမှတ်မိစေခြင်းဖြစ်ပါတယ်အုံနောက်ကရုပ်ပုံနဲ့ချိတ်ဆက်မှုတွေကိုပိုကောင်းကောင်းမှတ်မိနိုင်တာကြောင့်သင်ယူမှုလည်းပိုထိရောက်လာပါတယ်ရိုးရိုးပြောရရင် mind mapping method ဆိုတာအကြောင်းအရာတစ်ခုကိုအလယ်ကနေအကိုင်းခတ်လို့ချဲ့ထွင်ရေးဆွဲပြီးနားလည်မှုကိုမြင်သာအောင်လုပ်တဲ့နည်းလမ်းဖြစ်ပါတယ် Interleaving method. Interleaving method ဆိုတာသင်ယူရာမှာတစ်ခါတည်းတစ်ခုပဲမလေးလာပဲမတူညီတဲ့အကြောင်းအရာတွေသို့မဟုတ်ပြဿနာမျိုးစားတွေကိုရောနှောပြီးလေးလာတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်ဥပမာမတ်လေးလာနေရဆိုရင်အရင်ဆုံး algebra တစ်ခုလုံးပြီးမှ geometry ကိုမသွားပဲ algebra, geometry, statistics ကိုတစ်ခါတည်းမကလုပ်ပြီးလေ့ကျင့်တာမျိုးပါဒီလိုလုပ်ချင်းကြောင့်အုံနောက်ကဒီပြဿနာကိုဘယ်နည်းနဲ့ဖြေမလဲဆိုတာကိုခွဲခြားစဉ်းစားရပြီးအမှန်တကယ်နားလည်မှုပိုတက်လာပါတယ်ဒီနည်းလမ်းကစတင်လေ့လာချိန်မှာခက်ခဲတယ်လို့ခံစားရနိုင်ပေမဲ့အချိန်ကြာလာတဲ့အခါ memory နဲ့ problem solving skill ကိုအလွန်တိုးတက်စေပါတယ်။ဘာကြောင့်လဲဆိုရင်တမျိုးတည်းကိုသာလေ့ကျင့်တဲ့နည်းထက်အုံနောက်ကိုပိုတက်ကြွစေပြီးအခြေအနေလိုက်ချိတ်ဆက်စဉ်းစားစေတဲ့အတွက်ပါ Practice testing method. Practice testing method ဆိုတာသင်ယူထားတဲ့အကြောင်းအရာတွေကိုစာမေးပွဲပုံစံနဲ့ပြန်လည်စမ်းသပ်ပြီးလေ့ကျင့်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ဒီနည်းလမ်းမှာစာကိုပြန်ဖတ်ရုံမဟုတ်ပဲမေးခွန်းတွေဖြေဆိုခြင်း mock ကလုပ်ချင်း quiz ဖြေခြင်းတို့ကိုအဓိကထားပါတယ်။ဥပမာသင်ခန်းစာတစ်ခုကိုလေ့လာပြီးတဲ့နောက်စာအုပ်မကြည့်ပဲဒီအကြောင်းအရာကိုရေးနိုင်မလားသို့မဟုတ်မေးခွန်းတွေကိုဖြေနိုင်မလားဆိုပြီးကိုစမ်းသပ်တာပါ flashcards, test papers, online quizzes တွေလည်းဒီနည်းလမ်းထဲမှာပါဝင်ပါတယ်။ဒီနည်းလမ်းရဲ့အဓိကအားသာချက်ကအုံနောက်ကိုပြန်လည်မှတ်မိခြင်းကိုတက်ကြွစွာလေ့ကျင့်ပေးတာကြောင့် memory ကိုအားကောင်းစေခြင်းဖြစ်ပါတယ် passive reading ဖတ်ယုံတက်ထက်ပိုထိရောက်ပြီးစာမေးပွဲဖြေရမှာလည်းပိုပြီးယုံကြည်မှုရှိလာစေပါတယ်အမှန်တကယ်မှာလူတွေကငါသိတယ်လို့ထင်နေပေမဲ့စမ်းသပ်မေးခွန်းဖြေတဲ့အခါမမှတ်မိတာတွေကို practice testing ကဖော်ထုတ်ပေးနိုင်ပါတယ် Elaboration method. Elaboration method ဆိုတာသင်ယူထားတဲ့အကြောင်းအရာကိုဘာကြောင့်လဲဘလို့လဲဆိုတဲ့မေးခွန်းတွေနဲ့တိုးချက်စဉ်းစားပြီးပိုနဲ့ဆိုင်အောင်နားလည်စေတဲ့လေ့လာနည်းတစ်ခုဖြစ်ပါတယ်။ဒီနည်းလမ်းမှာအချက်လက်ကိုအလွတ်ကျက်ရုံမဟုတ်ပဲအဲ့ဒီအရာရဲ့အဓိပ္ပာယ်အကြောင်းရင်းနဲ့ဆက်စပ်မှုတွေကိုကိုယ်စကားနဲ့ချက်ထွင်ရှင်းပြတာပါဥပမာသိပ္ပံသင်ခန်းစာတစ်ခုမှာဘာကြောင့်ဒီဖြစ်စဉ်ဖြစ်တာလဲအဲ့ဒါကတခြားအရာတွေနဲ့ဘလို့ဆက်ဆက်လဲဆိုပြီးမေးခွန်းတွေထုတ်ပြီးစဉ်းစားတာမျိုးပါဥပမာphotosynthesis ကိုသင်ယူတဲ့အခါအပင်တွေကဘာကြောင့်နေအောင်လိုအပ်တာလဲအဲ့ဒီဖြစ်စဉ်မရှိရင်ဘာဖြစ်မလဲဆိုပြီးချက်ထွင်စဉ်းစားခြင်းက elaboration ဖြစ်ပါတယ်ဒီနည်းလမ်းကအချက်လက်တွေကိုတခြားသိပြီးသားအရာတွေနဲ့ချိတ်ဆက်စေပြီး memory ကိုပိုခိုင်မာစေပါတယ်တစ်ခုချင်းစီကိုအတိတ်ပဲနဲ့နားလည်ထားတာကြောင့်မေ့ဖို့လည်းခက်လာပါတယ် Linear system. linear system ဆိုတာ flashcards မေးခွန်းကတ်များကိုအဆင့်လိုက်ခွဲထားပြီးအကြိမ်ကြိမ်ပြန်လည်လေ့လာခြင်းဖြင့်မှတ်ဉာဏ်ကိုခိုင်မာအောင်လုပ်တဲ့ spaced repetition အခြေခံနည်းလမ်းတစ်ခုဖြစ်ပါတယ်။ဒီနည်းလမ်းမှာကတ်တွေကို box အမျိုးမျိုးဥပမာ box 1, box 2, box 3အဖြစ်ခွဲထားပါတယ်။တင်မသိသေးတဲ့ကတ်တွေကို box 1မှာထားပြီးမကြာခဏပြန်လေ့လာရပါတယ်။တေချာသိလာတဲ့ကတ်တွေကိုတော့ box 2, box 3လို့ပိုနောက်ကျတဲ့အဆင့်တွေကိုရွှေ့သွားပါတယ်။ဒီနည်းလမ်းရဲ့အားသာချက်ကအချိန်ကိုထိရောက်စွာအသုံးချနိုင်ခြင်းပါမသိသေးတဲ့အရာတွေကိုပဲပုံမလေ့လာပြီးသိပြီးသားအရာတွေကိုမလိုအပ်ပဲမထက်ခါဖတ်ရတော့ဘူး Dual coding method.
Dual coding method ဆိုတာတင်ယူမှုမှာစကားလုံး verbal information နဲ့ရုပ်ပုံ visual images diagrams နှစ်မျိုးကိုပေါင်းစပ်အသုံးပြုပြီးအကြောင်းအရာကိုပုံမလွယ်ကူစွာနားလည်ပြီးမှတ်မိစေတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ဒီနည်းလမ်းရဲ့အဓိကအယူအဆကတော့အုံနောက်ဟာအချက်လက်ကိုစာသားနဲ့တစ်မျိုးရုပ်ပုံနဲ့တစ်မျိုးနှစ်လမ်းကြောင်းနဲ့ process လုပ်နိုင်တာပါဒီနှစ်ခုကိုပေါင်းသုံးလိုက်တဲ့အခါ memory ပိုခိုင်မာပြီးအကြောင်းအရာကိုမြင်မြန်နားလည်နိုင်ပါတယ်။ဒါကတော့စာချက်နည်းမျိုးအစားအလုံးကိုရှင်းပြခဲ့တာဖြစ်ပါတယ်။ကျောင်းဖွင့်ရင်အကျိုးရှိမယ်လို့ထင်ပါတယ်။